ပြောအေးရှင်အစ်တင်နေပြီသိလားဟုတ်တယ်ဘာလို့ညာလဲဟောတော့ကြည့်အောင်ဟုတ်ဒါဘာလုံးအေးစေးတော့မင်းဦးလားဟုတ်ပါကြီးအဲ့ပါဝါရင်းကြားလေးတိုင်းငါလိုက်တော့နေတာကွာသိရငါညီလေးကငါကစားဖို့အများကြီးပဲပေးထားတယ်ဟာဦးလေးကဒီရွာတိကိုကစားသေးတယ်ကစားဖို့ငါကလေးပဲကွာကလေးရှိသေးတယ်ပဲဟုတ်မယ်ဦးလေးမခေါ်ပါနဲ့ကွာနဲ့နဲ့မမုံနဲ့ကျွန်တော်ငငယ်တော့လေဖြူဖြူတုတ်တုတ်လေးနဲ့မဟုတ်လေကျွန်တော်ဖြူတုတ်တဲ့နာမည်ပေးတာနာမည်လည်းလူလည်းမကြဘူးဟုတ်ကျွန်တော်တို့ကစားအောင်ဘာကစားမပြောစီးတုံလေးကစားပဲစီးတုံရမယ်ကြောက်ကတော့ဟာဟဲ့ဖြူတော့ဟာဘာတွေလုပ်နေရမသိဘူးဟဲ့နင်းဝဲလာစားဟိုမှာကြာနင်းမောင်မဘာတွေလုပ်နေတာမသိရောရတော့မှာပဲကွာဒီကောင်ကတော့ဘာတွေရှောက်လုပ်နေတာလဲကျွန်တော်ရဲ့အမှုပညာလက်စွမ်းလေးပြနေရလေဗျာလေရတော့အကောင်နဲ့ကိုမလိုက်ဘူးကွာမင်းမလေးအိမ်အောင်မေးလို့ဟုတ်လားဒီဦးကအိမ်ရှင်အစ်တင်တယ်အေးဟာဒီလိုဆိုရင်လည်းကလေးတွေဆွမ်းတာဘာလို့မပြောရလဲတင်ငယ်ချင်းတွေကသူတို့ချစ်တုပ်နေဆိုဆွဲခိုင်းထားတာလीဟာဖြစ်တော့မင်းကြောင်းမသွားဘာလို့ဒီမှာထိုင်းနေရလဲကွာဟင်မသွားရလို့ဗျဟိုမင်းဘာလို့ကြောင်းမသွားရတာလဲကျွန်တော်တန်းခိုင်စာကိုကြောက်လို့ဗျမသွားရိုက်တယ်မကျွန်တော်နဲ့ကြောင်းလိုက်ခဲ့ပါလားမလဲရပါဘူးကွာမင်းချောင်းငါလည်းကြောက်တာပေါ့ဘယ်ကျအဲ့ငါရွေးကြောင်းလိုက်ခဲ့မှကျွေးဒီလိုဗျကျွန်တော်လက်ပတ်ဆောင်မှာဘာသာဆိုအကုန်ကြတယ်အဲ့အတန်းနိုင်စရာအုတ်သိန်းလူခေါ်ခဲ့ဆိုလို့လိုက်ခဲ့ပါမလို့ရနော်မုတ်ကျွေးပါမနော်အဲ့လူဆိုတော့ရမယ်ကွာလားဟဲ့လို့ငါဘာလို့ပြောအောင်လို့ကြာဟုတ်ကဲ့ပါဆရာဒီကောင်မညံကောင်းပါတယ်ကျွန်တော်တေချာဆုံးသွားပါမယ်ပြောမရရင်ရိုက်တက်ပြမယ်ဗျာကျွန်တော်ရတစ်ခေါက်လားကျွန်တော်မညံကောင်းပါတယ်ဆုံးမလို့မရရင်တေချာရိုက်တက်ပြမယ်မားနေတယ်မိုးကလည်းပြန်လို့ကြီးတစ်ခေါက်လားတော်ပြီငါအဲ့လိုမအားပါဘူးကွာမင်းလည်းနောက်ကကောမလားဟဲ့အဲ့ဒါဘာလုပ်နေတာလဲလာမင်းလာစမ်းဘာလဲလားရှင်းနေတယ်ဟေးဟာဘာလဲဆရာဒီလူပေါ်လာပါဆရာလာပါဒီမှာထိုင်ဖြူတုံးနဲ့ပါတယ်ဖြူတုံးကိုလေးနေမျိုးပါလူကြီးတွေခေါ်ခိုင်းရတာအားတော့လားဒါပေမဲ့မခေါ်ခိုင်းလို့ကလည်းမဖြစ်တော့ဖြူတုံးကအားသာဆုံးကြားတယ်အရင်စာမေးပွဲမှာလည်းမင်းနီလွတ်တယ်ကိုမရှိပါဘူးဗျာဒီကလေးတွေပညာတတ်ဖို့အတွက်ကကျွန်တော်တို့ဆရာတွေထက်အုတ်ထိန်ကိုမိဘတွေမှာလည်းတာဝန်ရှိတယ်ဟုတ်တယ်မလားဟုတ်ကဲ့ဒီကောင်ညာကောင်းပါလေတော့တေချာဆုံးမပါပြောမြန်ရိုက်တတ်ပြီအဲ့ဒီလောက်ထိတော့လေစိတ်လက်မှန်ပါမလုံနဲ့လေဗျာတကယ်တော့ကလေးဆိုတာဖျောင်းလို့ကျွန်တော်မရောက်ဆိုရင်ကျွန်တော်မိထွန်းပလိုက်မှာကောင်းတယ်ဟင်အဲ့လိုမဟုတ်လေဗျာဒီကလေးတွေဆိုတာနောက်အနာဂတ်ရဲ့မိရှုတစ်စောင်းနေပဲဗျာခက်တာဖြူတုတ်ကစားရင်ညံ့တာမဟုတ်ဘူးဗျာစားလိုက်တာမကောင်းဘူးတလောကကလေးတယောက်ကကွန်ပါဘူးပျောက်တယ်လိုက်ရှာတော့သူ့လွယ်အိတ်ထဲကသွားတွေ့သူ့ကိုမေးတော့မဟုတ်ပါဘူးလို့ထက်လိန်သေးတယ်ဗျာသူတို့ခက်တာပဲဒီလိုကလေးရွယ်ဆိုတာအတုမြင်တက်တယ်လို့ရွယ်အပေါင်းအသင်းမမဖို့လိုတယ်အဲ့အပေါင်းအသင်းပေါင်းတဲ့နေရာမှာတော့ဂယုစိုက်တာပေါင်းရင်းကိစ္စတွေးမှနဲ့ကျွန်တော်နဲ့ပေါင်းလာတာဒါတို့ကြောက်တယ်နေမှာပြောရင်ဟောပါလေကြောက်ကောင်းဆုံးမပြောမြရိုက်တယ်ဘိုးကြီးပြောညံကောင်းပါလေဘိုးကြီးကြောက်ကောင်းဆုံးပါမယ်ဘိုးကြီးပြောမြရိုက်တယ်ပြီဗျာခဏပြန်လို့ရပြီဗျာဟုတ်ကဲ့ဒီအဲ့ဒီရုပ်ထားခဲ့လေဟုတ်ကဲ့ဒီလိုအားရမယ်နော်